နန်းတွင်းထဲကိုအိမ်ရှိဆန်ကတော့အဖြစ်အသစ်ဆက်ဆက်ရောက်ရှိလာတဲ့ကောင်မလေးတစ်ယောက်သူမဟာလူအများရှိမှခွေးတစ်ကောင်နဲ့အပြိုင်ပြေးဖို့စိန်ခေါ်ခံလိုက်ရပါတယ်တကယ်တော့သူမဟာအတိတ်ကိုရောက်လာတဲ့ခေတ်သစ်ကဘာကမိန်းကလေးတစ်ယောက်ပါသူမမှာတာဝန်တစ်ခုရှိတယ်အဲ့ဒါကတော့အားနှွေနေတဲ့အိမ်ရှိဆန်မင်းသားကိုရက်ဆက်တက်တဲ့သူဖြစ်အောင်တင်ပေးပြီးချင်းနှန်းပြန်တင်ခိုင်းဖို့ပါပဲမင်္ဂလာဦးမြမှာတင်သူမဟာလူစွမ်းကောင်းလုပ်ပြီးဝက်တကောင်လိုအော်ပြမျက်နှာကိုလည်းကြောက်စရာကောင်းအောင်လုပ်ပြပြီးသူမကိုသူမအယူမလေးတယောက်လိုဟန်ဆောင်ခဲ့ပါတယ်သူမရဲ့ရွယ်ချက်ကအိမ်ရှိဆန်မင်းသားကိုသူမပေါ်ရက်ဆက်လာအောင်ဆော့ပေးဖို့ပါဒါပေမဲ့အိမ်ရှိဆန်ကတော့သူမကိုအေးဆက်ဆက်အကြည့်တွေနဲ့ပဲကြည့်ပြီးဒီသတင်းကိုဘယ်သူမှမသိစေနဲ့လို့အမိန့်ထုတ်လိုက်ပါတယ်ဒီနေ့မှာတော့အိမ်ရှိဆန်ဟာတစ္ဆာဖောက်တယောက်ကိုအပြစ်ပေးနေတာကိုသူမမြင်သွားပါတယ်သူမဟာကြောက်လန့်တကြားနဲ့တိုင်နောက်မှာပုန်းနေခဲ့ပါတယ်သူမကအယူမလေးလိုဆက်ဟန်ဆောင်နေလိုက်ပါတယ်ဒါနဲ့ပဲသူမဟာပေါက်တူးတစ်ချောင်းကိုဆွဲပြီးအလောင်းဖြောက်ဖို့ကျင်းတူးပေးမယ်ဆိုပြီးအော်ဟစ်ပါတော့တယ်မင်းသားကတော့နောက်တစ်ချင်းပါထပ်တူးထားလိုက်ပေါက်ကြားသွားရင်မင်းပါအဲ့ဒီထဲဝင်အေးရမယ်လို့ပြန်ချင်းချောက်လိုက်ပါတယ်မင်းသားကိုရက်ဆက်လာအောင်လုပ်ဖို့သူမနောက်ထပ်ကြံတစ်ခုထုတ်လိုက်ပြန်ပါတယ်အဲ့ဒါကတော့သူ့ကိုမြှူဆွဲပြီးမှတစ္ဆာဖောက်ပြဖို့ပါညဘက်မှာမင်းသားရဲ့အိတ်ဆောင်တွေကိုဝင်ပြီးကြောက်လို့ဆိုကအတူအိတ်ဖို့စူးစမ်းပါတယ်မင်းသားကစိတ်ပြက်လက်ပြက်နဲ့ခွင့်ပြုလိုက်ချိန်မှာသူမကအင်ဂျီတွေချုပ်ပြီးသူ့ကိုဖတ်လိုက်ပါတယ်အမေကပြောတယ်ဒီလိုအိတ်ရင်ကလေးရတယ်ဆိုလို့သူမကမေးလိုက်တဲ့အခါမှာတော့ဒေါသထွက်နေတဲ့မင်းသားကနောက်တစ်ခွန်းထပ်ပြောရင်တော့ကလေးရမှာမဟုတ်ဘူးအပြင်ထွက်ရတော့မယ်လို့ဟန်တားလိုက်ရပါတော့တယ်နောက်တစ်နေ့နန်းတွင်ပွဲတော်မှာတော့တခြားမင်းသားတွေကအိမ်ရှိဆန်ကိုအယူမနဲ့လက်ထပ်ထားရတယ်ဆိုပြီးလှောင်ပြောင်ကြပါတယ်မင်းသားရဲ့ကွယ်လွန်သူမိခင်ရဲ့ကြောက်စိမ့်ဆွဲပြားကိုခွေးတစ်ကောင်ရဲ့ပါဇက်ထဲထည့်ထားပြီးဒီကြောက်စိမ့်ကိုခွေးပါဇက်ထဲကနေလူယူနိုင်ရင်မင်းကိုပြန်ပေးမယ်လို့အဆက်ခွဲစိန်ခေါ်လိုက်ပါတယ်အိမ်ရှိဆန်မင်းသားဘာလို့ရမှန်းမသိဖြစ်နေချိန်မှာပဲသူမကရှေ့ကိုထွက်လာပြီးကျမအဲ့ဒီခွေးနဲ့ပြိုင်လူပေးမယ်လို့အော်ပြောလိုက်ပါတော့တယ်